အယိုသမီးကကြီးစံတို့ခရင်ထအုပ်ပြီးမီးထနက်နဲ့3000ဒီဂရီထိရောက်အောင်အပူပေးလိုက်တယ်အဲ့ဒီနောက်တန့်ချက်ကတော့ထူးဆန်းတဲ့အခြေခံကြီးတစ်ခုကိုပစ်လိုက်တယ်ထင်းတဲ့အတိုင်းပါပဲအလုံးမဖြစ်ခဲ့ဘူးဒါကသူမရဲ့2355ချီမြောက်စမ်းသပ်မှုပါပဲဘာပဲလို့ကြီးစံကအဲ့ဒီအခြေခံကိုချေရတော့မထင်းစေနိုင်ခဲ့ဘူးဒီအခြေခံကမြေအောက်ကမတိတဲ့တတ်တော်တက်ကောင်စီကရတာတိုက်တင်းရဲ့လောက်ကိုမှားတာဒီဖုတ်ကောင်တွေကကာကွယ်ရေးဆွမ်းတာရန်ကောက်တော့တာမလက်နဲ့တွေနဲ့ဆိုထိခိုက်အောင်မလုပ်နိုင်ဘူးတလတဲ့နဲ့ကဘာပေါ်ကလူဦးရေ90ရာခိုင်နှုန်းကိုရှင်းပစ်ခဲ့ပြီးဒီတိုင်းသာဆိုလူသားတွေမျိုးတုံးတို့မှာဒေါသတွေလည်းထွက်နေရပြီအန်နီကသူ့ရဲ့မအောင်မီနဲ့စမ်းသပ်မှုကိုစိုက်ကြည့်နေတယ်ရွတ်တရက်သူ့လက်ကောက်ဝက်ကတန်လိုက်အိမ်မြောက်ကလဲလာတယ်ဖုတ်ကောင်တကောင်အနာရောက်နေပြီဆိုတဲ့သဘောပေါ့ဒီမှာငါနဲ့သူသေးနေစရာမလိုဘူးသူ့ရဲ့လက်ဖော်ခွင်ဝဲကချက်ချင်းထပ်ပြီးဖို့ပြောပေမဲ့အန်ဒီကညင်းလိုက်တယ်ဟန်တာနဲ့ထွားနေလိုက်သူနောက်ဆုံးတစ်ချိန်ထပ်ဆန်းကျင်တယ်သွားတော့တခြားရွေးစရာမရှိတော့ဘူးဝဲလဲ pick up ကားနဲ့ထွက်သွားတယ်အန်ဒီကကြီးစန်းတော့ကိုတင်ဖော်မူလာအမျိုးမျိုးကိုဆက်စမ်းတာနေတယ်ဘယ်လိုပဲပြောင်းကြီးစန်းကဖုတ်ကောင်ရဲ့မာကျော်တဲ့စမ်းချက်ကားကိုဖန့်ထွက်လို့မရဘူးဖုတ်ကောင်တွေပိုနီးလာတော့တဲ့အများအတန်တွေပို့ကျဲလာတယ်အန်ဒီကရွတ်တရက်အနီးနားမှာ power battery တစ်ခုကိုတွေ့လိုက်တယ်အဲ့ဒီအချိန်မှာအရာအလိုကရှင်းလင်းသွားပြီသူမြန်ဆန်ကိုတင်ဖော်မူလာကိုပြောင်းလဲပြီးကြီးစန်းတစ်ခုမှထည့်လိုက်တယ်တစ်ချိန်တည်းမှာပဲဝဲကတောင်းနေစီကိုပြေးဝင်သွားပြီသူအပေါ်ဘက်မှာဖုတ်ကောင်တကောင်ပေါ်လာတယ်သူတုံ့ပြန်ချိန်တော့မရခင်သူအောက်မှာနောက်ထပ်နှစ်ကောင်ပေါ်လာတယ်ကြောက်လန့်တကြားနဲ့ဝဲကနေရအနှံ့ပစ်ခတ်လိုက်တယ်ဒါပေမဲ့ကြီးစန်းတွေကအဆွဲမရှိဘူးကြီးကုံသွားတော့သူ့လက်ထဲကတနက်နဲ့ဆက်ပစ်တယ်ဒါပေမဲ့မထူးခြားဘူးဖုတ်ကောင်သုံးကောင်ကသူ့ကိုဝိုင်းထားပြီးဝေမျိုးလင်းချက်ကိမဲ့နေတဲ့အချိန်မှာပဲဖုတ်ကောင်ရဲ့နောက်ွယ်ကနေတနက်ကလစ်တန်တစ်ချက်ကြားလာရတယ်သူအံ့ဩသွားတယ်အန်နီကအချိန်မီရောက်လာခဲ့တာပေါ့သူ့ရဲ့စမ်းသပ်မှုအတိတ်ကအောင်မြင်ခဲ့ပြီးတစ်ချက်ထဲနဲ့ဖုတ်ကောင်ကပောက်ကွဲသွားတယ်ဒါပေမဲ့သူတို့ပြောရွှေမှုတော့မအားခင်မှာပိုကြီးရဲ့ဖုတ်ကောင်တကောင်ကချက်ချင်းတေးတိုးလာတယ်အန်နီကကြီးအမြကြီးထလူမဲဆိုတာသိတယ်နောက်ဆုံးချိန်မှာသူ့လက်ကိုကာလိုက်ရကဒဏ်ရာရသွားတယ်